နိုင်ငံတကာဘောလုံးပွဲစဉ် e-sport game ကက်စီနိုနဲ့ slot game တွေကိုတနေရာထဲမှာစောင့်စားဖို့ရှာဖွေနေတာဆိုရင်တော့ Plus promotion နဲ့နေ့စဉ် cashback တွေနဲ့အခြားသော bonus တွေကို bet on game ကအမြင့်မားဆုံးပေါက်ချီရေးနဲ့စောင့်စားလို့ရနိုင်ဖြစ်ကြောင်းသတင်းကောင်းလေးပါလိုက်ပါတယ်哟ကိုယ်တိုင်ငွေသွင်းလို့ပြောစတဲ့နဲ့အနိုင်ပွဲတွေဆက်နိုင်လို့အကောင့်ကြီးစောင့်စားခြင်းနဲ့ဆိုရင်တော့ဒီ promo code လေးကိုတုံးပြီးသွင်းငွေ100% bonus ကိုအခုချယူလိုက်ပါကဲဆိုမင်္ဂလာပါကျွန်တော်ဒီနေ့ဒီ YouTube ပေါ်ကိုတက်မယ်လို့ပြောထားတာပေါ့နော်ဆိုတော့ YouTube ပေါ်ကိုတက်မယ်ပြောထားတာလည်းဖြစ်တယ်ကျွန်တော်ဒီနေ့ပွဲလေးတွေလည်းနည်းနည်းပြောချင်လို့ပေါ့နော်ဆိုတော့နည်းနည်းပြောချင်တာလည်းပါတယ်ဆိုတော့ပြောချင်စိတ်ရှိလို့တက်လာဗျာအဓိကတော့တိလားဒါကြောင့်မလို့ကျွန်တော်ဒီနေ့ YouTube ပေါ်ကိုတက်လာဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်ဒီနေ့ပွဲတွေကဘယ်နှပွဲရှိလဲဆိုတော့Premier League ကကျွန်တော်9ပွဲရှိမယ်နော်ဆိုတော့ကျွန်တော်ဒီစပိန်ဘီယန်ဖလားတစ်ပွဲရှိမယ်ဒုတိယအကြော့ပါစပိန်ဘီယန်ဖလားဒုတိယအကြော့တစ်ပွဲရှိမယ်နောက်တော့ကျွန်တော်ကိုပါအီတလီဖလားပေါ့နော်ဒါဆီမီဖိုင်နယ်ကျွန်တော်ပအကြော့လာဇီယိုအတလန်တာရှိမယ်စပိန်လာလီဂါဘလက်ကာနိုနဲ့အိုဗီဒိုရှိမယ်နောက်ထပ်ကျွန်တော်တို့ဘွန်ဒလီဂါပေါ့နော်ပွဲကြံပေါ့နော်ဒီဘွန်ဒလီဂါပွဲစဉ်16ရဲ့ပွဲကြံတစ်ပွဲဖြစ်တဲ့လီဗာပူးဆင်ဟမ်ဘတ်ရှိမယ်ဆိုတော့ဒီပွဲလေးရှိမယ်ဆိုတော့ပြင်သစ်နှစ်ပွဲကတော့ဒါကတော့ကျွန်တော်ကပြောလို့ပြောထားမှမရှိဘူးဆိုတော့ဒါမဲ့လို့ဒါမောင်းတွဲမဲ့လူတွေအဆင်ပြေအောင်လို့တော့ကျွန်တော်ထည့်ပြောခဲ့လိုက်မယ်ပေါ့နော်ဆိုတော့ဒီပြင်သစ်နှစ်ပွဲပါโอเคစပါမယ်ဆိုတော့မစခင်မှာကျွန်တော်ဒီအရှိပိုင်းပေးထားတဲ့ဒီကြော်ညာလေးပေါ့နော်ဒါကတော့ဗာလဲဆိုတော့အဓိကဒီဗီဒီယိုအဓိကကူညီပံ့ပိုးပေးတာတော့ကျွန်တော် back on game မှာဖြစ်ပါတယ်ဆိုတော့ညီကိုများအနေနဲ့ကျွန်တော်ဘောလုံးပွဲတွေကိုပေါက်ကြီးအတာနဲ့ကစားခြင်းနဲ့ညီကိုများကတော့ကျွန်တော် back on game မှာအကောင့်ဖွင့်ဆော့ကစားပြီးတော့ကျွန်တော် promo code GOTT7 ကိုအသုံးပြုပြီးတော့ပထမဦးဆုံးသွင်းငွေရဲ့100%ကိုရယူနိုင်ပြီဖြစ်ပါတယ်ဆိုတော့စိတ်ဝင်စားတဲ့ညီကိုတွေကတော့ကျွန်တော်ရဲ့ Telegram ဒီအကောင့်နေနဲ့ကျွန်တော်ဒီဟိုပါ Viber ဖုန်းနံပါတ်0925249991ဒီမှာ application link ကိုလာယူလို့ရပါတယ်ကျွန်တော် link ချပေးပါမယ်ခင်ဗျာဆိုတော့ဒီ comment ထဲမှာလည်း link လေးကိုချထားပေးပါမယ်ကဲဆိုတော့စပါမယ်ဗီဒီယိုလေးကဲဆိုပထမဆုံးပွဲကျွန်တော် Man City နဲ့ Nottingham Forest နဲ့ဆိုတော့ဒီပွဲမှာတော့ကျွန်တော်ဟိုအဓိကကြိုက်တယ် Nottingham Forest ကိုနည်းနည်းပိုကြိုက်တယ်ပေါ့နော်ဆိုတော့ဒီ Nottingham Forest နဲ့ကျွန်တော်ဒီဂိုးပေါင်းအပေါ်လေးပါတွဲကြိုက်ပါတယ်နောက်တစ်ပွဲအနေနဲ့က Aston Villa နဲ့ Chelsea နဲ့ဒီပွဲမှာကျွန်တော် Chelsea ကိုကြိုက်တယ်ဆိုတော့နောက်တစ်ပွဲကကျွန်တော် Fulham West Ham ဒီပွဲမှာကျွန်တော် West Ham ကိုကြိုက်တယ်ဂိုးပေါ်ကြိုက်တယ်ဆိုတော့နောက်တစ်ပွဲကကျွန်တော် Brighton နဲ့ Arsenal နဲ့ဂိုးပေါင်းအောက်ပဲကြိုက်ပါတယ်ဆိုတော့နောက်တစ်ပွဲကကျွန်တော် Man U Newcastle မှာကျွန်တော် Man U နဲ့ဂိုးပေါင်းအပေါ်ကိုကြိုက်တယ်ကဲဆိုတော့နောက်ထပ်ကျွန်တော် Sociedad နဲ့ Bilbao နဲ့ကကြတော့ကျွန်တော်တို့ဒီဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ် Sociedad Bilbao เนาะဆိုတော့နောက်ထပ်ကျွန်တော် Lazio Atalanta ဒီပွဲမှာကျွန်တော် Lazio ကိုကြိုက်တယ် Vallecano နဲ့ Oviedo နဲ့မှာကြတော့ဂိုးအောက်ကိုအဓိကကြိုက်တယ်ဆိုတော့ဒါဂိုးအောက်အဓိကကြိုက်ပြီးတော့ညီကိုအနေနဲ့ဒါဟို Vallecano body ဆိုလို့ရှိရင်တော့ကျွန်တော်တော့တိတ်တော့ recommend မပေးချင်ဘူးဘာဖြစ်လို့လဲဆိုတော့ Vallecano ကကျွန်တော်ကြီးအောင်တာကြီးလည်းနည်းနည်းများပြီပေါ့ဗျာဆိုတော့နည်းနည်းလေးလည်းများလာနေမျက်စိစပင်မွေစူးစရာဖြစ်လာတော့ကျွန်တော် Vallecano ကိုကျွန်တော်ဒီတစ်ခါကျွန်တော်ဘက်ကန်ကျင်တာပေါ့နော်ဆိုတော့ကျွန်တော်ကဘက်ကန်ကျင်တဲ့ဘက်ကပါ Oviedo ကိုကြိုက်တယ်နောက်ထပ်ကျွန်တော်လေးပါကူစင်ဟမ်ဘတ်ကတော့ကျွန်တော်ဒီလေးပါကူစင်ကိုအဓိကကြိုက်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်နောက်ထပ်ပါပွဲရှိသေးလဲဆိုတော့ဒီပြင်သစ်လီဂူတွေကပေါ့နော်ဒီပြင်သစ် sorry ဒီဟိုပါပေါ့ပြင်သစ်ဖလားပေါ့ပြင်သစ်ဖလားလဲကျွန်တော် quarter final အဆင့်ရောက်နေပါပြီဆိုတော့မာဆေးနဲ့2လော့နဲ့ဆိုတော့မာဆေးနဲ့2လော့နဲ့မှာကြတော့ကျွန်တော်ဟိုဟာကိုကြိုက်တယ်ဂိုးပေါင်းအပေါ်ကိုပဲကြိုက်တယ်ဆိုတော့နောက်တော့ဒီ Lorient နဲ့ကျွန်တော် Nice နဲ့မှာကြတော့ကျွန်တော် Nice ကိုကျွန်တော်ပကြိုက်တယ်ပေါ့နော်ဆိုတော့ဒါဟိုအရန်ကြီးကြိုက်တဲ့ထဲတော့မပါဘူးเนาะဒီပြင်သစ်လီဂူတွေကအပေါ်ကကျွန်တော်ပြောခဲ့တဲ့ဒီ Premier League တွေကျွန်တော်ထားပါတော့ဒီစပိန်ဘီယန်ဖလားပါညာအထိကိုကြိုက်တယ်ဗျာเนาะတလားအီတလီဖလားလည်းကြိုက်တယ်အောက်ကကျွန်တော်တို့ဒီပြင်သစ်ဖလားတွေကတော့ဒါကတော့ခင်ဗျားတို့မောင်းတွဲဖို့ဒါကျွန်တော်ထည့်ပြောပေးတာဖြစ်တယ်ဆိုတော့စင်ပြင်တွဲဆိုတော့ဒါစင်ပြင်ထည့်တွဲလို့ရအောင်ထည့်ပြောပေးတာဖြစ်ပါတယ်ကဲဆိုတော့ပထမဆုံးက Man City ကနေစပြီးတော့ကျွန်တော်သုံးသက်ချက်လေးစလုပ်ပါမယ်ဆိုတော့ Man City နဲ့ Nottingham Forest နဲ့ Man City ကကျွန်တော်တို့အဓိကပါလဲဆိုတော့ Man City ကိုကျွန်တော်တိတ်သဘောမကျတော့ဘူးဗျာသဘောမကျတော့ဘူးဆိုတော့ဘာဖြစ်လို့လဲဆိုတော့ရှေ့ရပွဲမှာ Leeds တီပိုင်းနဲ့ဒီကောင်ဒီဟိုအောင်သွားတာပဲသိလားဆိုတော့ Leeds United တီပိုင်းနဲ့လည်းကျွန်တော်တကဘာလုံး Man City နေတာပဲဒါပေမဲ့အောင်သွားတာပဲဆိုတော့ဒီတကြော့မှာကိုကျွန်တော် Nottingham Forest Premier League မှာကြေးမအောင်သေးဘူးเนาะဆိုတော့ဒီနီးပြအသက်လက်ထပ်မှာလည်းကျွန်တော် Premier League မှာကျွန်တော်ကြေးမအောင်သေးဘူးဆိုတော့ဒါကိုကျွန်တော်စိတ်ဝင်စားတယ်ဗျာသိလားဆိုတော့ဟိုဒီအချက်လက်ကိုကျွန်တော်စိတ်ဝင်စားတယ်အဓိကပါလဲဆိုတော့ဒီနီးပြနဲ့ကျွန်တော်ကြေးအောင်သွားတဲ့တယ်လို့ကျွန်တော်ယူဆတယ်မအောင်ရင်တော့မှကျွန်တော်တို့ဗျာသိလားဆိုတော့ထားပါတော့ Man City နိုင်ရင်တော့မှကျွန်တော်ပြား80စားရမယ်ဗျာပြား80စားပြီးကျွန်တော်ဒီပွဲကို2-1လို့ပါလို့ပဲကျွန်တော်မှန်းတယ်ရှေ့ရပွဲမှာဆိုလို့ရှိရင်ဟာလန်တို့မပါဘူးကျွန်တော်ဘာဖြစ်လဲဟာလန်မပါလဲသူတို့ကဒီကောင်နဲ့ဘာလဲဆိုတော့ဗျာအဆင်ပြေရဖြစ်နေသလားဟိုစီမန်ညိုပဲတွင်းစရာလူတွေများနေဗျာ Man City မှာသိလားဆိုတော့အခုဆိုလို့ရှိရင်လည်းဒါအိမ်ခွင်းမှာအခုထိုးသားရာကိုင်နှုံးမှာလေကျွန်တော်တို့ဒီညကံမဲ့ Premier League မှာအပေါ်အသင်းတိုင်းကကျွန်တော်တို့ထိုးသားဆောင်းတယ်ထိုးသားဆောင်းသည့်တိုင်အောင်ကျွန်တော်တို့ Man City လောက်ဆောင်းတဲ့တသင်းမှမရှိနေဘူးသိလား Arsenal လည်းကျွန်တော်ရှိတယ် Arsenal ကျွန်တော်ထိုးသား80%ပဲရှိတယ် Man City 88%, Man U 65%เนาะဆိုတော့ကျွန်တော်ဒီစောစောကမှကြည့်ထားပါဗောနော်ဆိုတော့ Arsenal Man U ဒီလောက်ပဲရှိတယ်ကျွန်တော် West Ham တွေပါတယ် Fulham တွေကကြောက်ကျွန်တော်ဒီ60-40ဗျာဒီလောက်ပဲသွားတယ်ပြီးတော့ Liverpool စင်နဲ့ Hamburg နဲ့တောင်မှကျွန်တော်တို့ကဒီထားပါတော့
ဒီဘာကူစင်မှာထိုးသားမရှိတိလားဆိုတော့ဒီလိုဖြစ်နေရောနော်ဆိုတော့ဒီ Man City တွေကိုလည်းကျွန်တော်ဒီညာလဲပြုံလိုက်ကြအောင်မယ်လို့ကျွန်တော်ယူဆတယ်ဒါကြောင့်မလို့ကျွန်တော်ဒီပွဲကို Forest ကိုကြိုက်တယ်ဂိုးပေါင်းပုံလေးတွဲကြိုက်တယ်2-1လို့ပဲကျွန်တော်ထင်တယ်ဗျာတလား Man City ကတော့ဒါသူ့ကွင်းမှာတော့ဒါရှုံးမှုတော့နည်းနည်းခက်တယ်ဒါပေမဲ့2-1လို့ကျွန်တော်ထင်တယ်အဲဒါကြောင့်ကျွန်တော်ဂိုးပေါင်းပုံပါတွဲကြိုက်ပါတယ်ဆိုတော့နောက်တစ်ခါကျွန်တော် Chelsea ပွဲဗျChelsea ပွဲမှာကကျွန်တော်တို့ဒီပွဲကိုကျွန်တော်ကဒီ Villa ပတ်မှာဖြစ်တဲ့အတွက် Villa ကပဲဈေးကြောပေးတင်တယ်ယူဆတယ်ထားပါတော့ဗျ Villa ဈေးမပေးရင်တော့မှ Chelsea ကဘာမှကျွန်တော်တို့ဒီခေါင်းထွက်လာစရာမလိုဘူးပေါ့ဗျာတလားဆိုတော့ဒီကောင်းလေးဒီရှေ့မှာလဲရှေ့ပွဲမှာလဲကောင်းလေးအနီကပ်ပါညာနဲ့ Arsenal ကိုဈေးကြထားတယ်ဆိုတော့ဈေးကြထားတဲ့အသင်းတရားခုလက်ရှိမှာကျွန်တော်ဈေးကောင်းထွက်ပေးထားတယ်ဈေးကောင်းကလည်းကျွန်တော်ပြား30ဆိုတဲ့ပမာဏအထိပေးထားတယ်ဆိုတော့ထားပါတော့ခင်ဗျားတို့ဒီတသိန်းလောင်းလို့ရှင်းဗျာတလား3000ဆုံးရှုံးမဲ့ပမာဏကိုပေးထားတယ်ကျွန်တော်သဘောကျတယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီနောက်ပိုင်းပွဲတွေမှာကျွန်တော် Villa ကျလာတာလည်းပါတယ် Villa ကျလာပြီးတော့ကျွန်တော် Chelsea ကအဓိကဗျာတလားဟိုဖင်မရဖို့ပဲလို့လေအဓိကဖင်မရဖို့ဆိုတာကကိုအသင်းကိုပြန်ပြီးဒုက္ခပေးတဲ့ကောင်တွေရှိတယ် Chelsea မှာပေါ့တလားဒီယာဒီမှာ Chelsea အနီးကပ်ကအများဆုံးပဲ Premier League မှာပေါ့နော်အနီးကအပြခံရနှုန်းအများဆုံးပဲဆိုတော့အဲ့လိုဖင်ရတဲ့ကောင်တွေအဓိကဗျာတလားဒီဟိုပွဲကိုသွားပြီးတော့ပွဲတန်ဖို့မချဖို့ပဲလို့ကျွန်တော် Chelsea ကိုကြိုက်တယ် Chelsea နိုင်လဲနိုင်တဲ့နယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်ပြန်နိုင်လိမ့်မယ်လို့လည်းကျွန်တော်ယူဆတယ်ဒါကြောင့်မလို့ကျွန်တော်ဒီပွဲကို Chelsea ကိုရွေးထားပါတယ်နောက်တစ်ပွဲကကျတော့ကျွန်တော် Fulham နဲ့ West Ham နဲ့မင်းညာ Leeds United ဆောက်ချိုးပဲဗျာဒီလားဆိုတော့ Leeds United ဆောက်ချိုးပဲဘာဖြစ်လို့လဲဆိုတော့ West Ham အနေနဲ့ဗျာဒါကျွန်တော်တို့ဒီ Premier League မှာဘာရည်ရွယ်ချက်မှမရှိတဲ့အသင်းဟိုမှာကျွန်တော်တို့အနိုင်မကန်နိုင်ဘူးဆိုလို့ရှိရင်ဒီကောင်လေးဆင်းလိုက်တော့မတန်တော့ဘူးဗျာဒီလားဆိုတော့ Premier League နဲ့သူတို့နဲ့မထိုက်တန်တော့ဘူးเนาะဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်ရှင်းရှင်းလေးပဲထားပါတော့ဗျာကျွန်တော်ဖူဟန်တို့ဘာကဒါဒီဥရောပဝင်အတွက်ကျွန်တော်အသေးအတန်ပြိုင်နေရတဲ့အသင်းတွေဒီလားနှစ်တိုင်းကျွန်တော်ဥရောပတွေဝင်ကန်နေရတဲ့အသင်းတွေဆိုတော့ဒီနှစ်ကျမှခြေကျော်လက်ကျော်ဖြစ်ပြီးဒီနေရာရောက်နေလို့ဒါဥရောပအတွက်အမှတ်လို့ရပါညာဒီလိုပုံစံနေမဟုတ်ဘူးဆိုတော့ဖူဟန်တွေဘာဒီမှာကဒီကောင်တွေကအသင်းကြီးတွေစီကအမှတ်ယူတယ်တလားဒီအသင်းသေးတွေကိုဒီကောင်တွေပြန်ပြီးတော့အမှတ်ပေးတယ်အဲ့လိုဒီ Watson တို့ဘာလို့လိုမျိုးပဲတိလားထားပါတော့ဒီကောင်တွေနဲ့ဒီ level မကွာတဲ့အသင်းတွေကိုဒီကောင်တွေနည်းနည်းလိုက်ကန်တယ်ဆိုတော့ဘလို့ပဲကန် Watson ဒီပွဲနိုင်တဲ့တယ်ဆိုတော့နီးပြလည်းကျွန်တော်နီးပြဆန်တိုးအနေနဲ့ကလည်းဒီကောင်တွေဒီလီဗာပူးတဲ့ပွဲမှာအမားတွေအများကြီးပဲဗျာတိလားဆိုတော့ဒီအမားတွေအများကြီးပဲဆိုတော့နောက်တစ်ချက်ကဒုတိယပိုင်းမှာကောင်းတာတိလားအဓိကဘာလဲဆိုတော့ Watson ကကျွန်တော်ဒုတိယပိုင်းမှာကောင်းတာဆိုတော့ Chelsea တွေပိုင်းနဲ့လည်းဒီကောင်တွေတိုက်ဟိုတောက်လျှောက်ကောင်းလာပြီးတော့ပါပိုင်းတစ်ပိုင်းလုံးကောင်းလာပြီဒုတိယပိုင်းကျတော့ပြန်ဆုတ်သွားဆိုတော့ Watson ကဒီလိုဖြစ်နေတယ်ဆိုတော့ပါပိုင်းကောင်းတယ်ပါပိုင်းကောင်းရင်ဒါဒုတိယပိုင်းကျရင်ပြန်ကျသွားတယ်ဆိုတော့အဲ့လိုမျိုးပဲကျွန်တော်ပထမပိုင်းမှာညံ့နေလို့ရှိရင်ဒုတိယပိုင်းမှာပြန်ကောင်းလာတယ်ဆိုတော့ဒါမျိုးအသင်းဖြစ်နေတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်က Watson ကိုဘာမှစင်ကြေပေးနေစရာအကြောင်းမရှိဘူးကျွန်တော်ဒီပွဲကို Watson ကျွန်တော်ကိုနိုင်တင်တယ်လို့ယူဆတယ်နိုင်ကိုနိုင်ရမယ်ပွဲလို့ကျွန်တော်ယူဆတယ်ဒါကြောင့်မလို့ကျွန်တော်ဒီပွဲမှာ Watson နဲ့ဂိုးပေါင်းအပေါ်ကိုကြိုက်တယ်1-2လို့ပါလို့ကျွန်တော်မြင်တယ်ဗျာနောက်ဆုံးတေကြသွားရဘာညာဆိုရင်တော့ကျွန်တော်ကလက်ခံခြင်းစရာရလတ်မဟုတ်ဘူးဆိုတော့ Watson လို့အသင်းတစ်သင်းအနေနဲ့ကဒါတေရလတ်တောင်မှဖူဟန်အိမ်ဝင်းမှာဆိုပြီးတော့ကျွန်တော်လက်ခံရမယ်ရလတ်မဟုတ်ဘူးဗျာတိလားဆိုတော့တကယ်တမ်းမစင်းကျင်ဘူးဆိုလို့ရှိရင်ဒီလိုပွဲတွေနိုင်အောင်ခံနောက်ဆိုဒီလိုပွဲတွေမှမနိုင်ရင်ကောင်းနေဆင်းလိုက်တော့ဒါပဲရှင်းရှင်းလေးပဲပေါ့နော်နောက်တစ်ပွဲကကျွန်တော်တို့ Brighton နဲ့ Arsenal နဲ့ဆိုတော့ Brighton Arsenal မှာကျွန်တော်တို့ body ဈေးပါညာထားလိုက်အောင်ဗျာတိလားဆိုတော့ဂိုးပေါင်းကြီးမှာ380နော်ဆိုတော့ဂိုးပေါင်းကြီးမှာဒါဟိုမနေ့တုန်းကနေပြီးတော့ကျွန်တော်တို့380ရှိရဗျာအခုဒီညနေကြီးပြောင်းပေါ့ညနေကြီးပြောင်းမှာကျွန်တော်290ဖြစ်သွားပြီဆိုတော့အာဆင်နယ်ကကျွန်တော်တို့ဒီဈေးတွေနဲ့ကျွန်တော်တို့ဖန်းစားနေတာများပြီဗျာတိလားဆိုတော့ဒီတကယ်ပြီးွားရင်လည်းဒါပေါ်သွားတာများတယ်ထိုးသားတွေအကုန်လုံးလည်းတည်နေပြီဆိုတော့ကျွန်တော်ဒီညနေအထိကိုဒီဗီဒီယိုရိုက်ဖို့ကျွန်တော်နေကင်းတွေကပြောထားပြီးညနေအထိကိုတစ်ချက်စောင့်နေဆိုတာကဘသူတွေဘာတွေတွေးနေလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ဒါစောင့်ကြည့်တာပေါ့နော်ဆိုတော့တော်တော်များများလဲအာဆင်နယ်ခံစစ်ကခုကဂိုးတွေပြန်ပေးနေရတယ်ဘာညာဟုတ်ဗျာတိလားဆိုတော့ပြောနေကြတယ်ဆိုတော့ပေါ်သွားတဲ့ပွဲတွေတော်တော်များများကျွန်တော်ရင်တမမနဲ့ချိပြီးတော့ပေါ်သွားတာများပါတယ်တကယ်ပါနော်ဆိုတော့အာဆင်နယ်ကိုယ်တိုင်လဲကျွန်တော်လုံးဝဟိုကစားပုံကျွန်တော်တို့ကောင်းနေတဲ့အသင်းမဟုတ်ဘူးဗျာတိလားဆိုသူတစ်ဖက်တည်းကစိတ်ချရအောင်ကျွန်တော်တို့တွင်းထားပြီးတော့အောက်ကတကူသွင်းပြီးလိုက်ပေါ်သွားတာမဟုတ်ဘူးဆိုတော့နှစ်ဖက်စလုံးကဒီအာဆင်နယ်ပွဲတော်တော်များများကနိကပါလဲဆိုတော့ထိန်းကစားနေတာများနေရောနော်ဆိုတော့အာတီတာဒီနေ့ဆိုလို့ရှိရင်ပိုဆိုးတယ်ဗျာတလားတို့ Brighton ကကျွန်တော်နောက်ဆုံးပွဲတွေလဲရလက်ကောင်းတာလေဆိုတော့ဒီလိုအသင်းမျိုးကိုအာတီတာဖွင့်တိုက်ဖို့ထက်အဓိကပါလဲဆိုတော့ဒီကောင်တွေဗျာတကူလောက်ရသွားရင်ပြန်ပြီးတော့ခံကစားဖို့များတယ်ဆိုတော့ဒီလိုပွဲမျိုးမှာတော့ကျွန်တော်ကတော့ဒီတစ်ခါဒီဈေးတန်းကိုတော့ကျွန်တော်ကိုအောက်ယူမယ်ရှေ့ရပွဲတွေမှာ Chelsea တွေပိုင်းနဲ့မှာကျွန်တော်တို့ဂိုးပေါင်းအပေါ်တွေပိုင်းယူခဲ့တယ်ဒါကြောင့်ညီကိုရခဲ့လိုက်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဘာဖြစ်ကျွန်တော်ဒီပွဲကိုတော့ကျွန်တော်ဂိုးပေါင်းအောက်ကိုကျွန်တော်ပြန်ယူပါတော့မယ်ပေါ့နော်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ Arsenal ဒီဈေးတွေနဲ့လှုပ်ရှားနေတာများပြီပေါ့တိလားဆိုတော့ဂိုးပေါ်တွေကဒါနည်းနည်းများသွားပြီဒီပွဲတော့အောက်တင်နေတယ်ထင်တယ်ဆိုတော့နောက်တစ်ပွဲကကြတော့ကျွန်တော်တို့ကာဆယ်နဲ့မန်ယူပွဲအကြောင်းကိုကျွန်တော် Telegram မှာရေးထားသလိုမျိုးပဲပေါ့နော်ဆိုတော့ဒီပွဲမှာမန်ယူဈေးပြော့တယ်ဟုတ်တယ်ဒါအခုဘာလဲဆိုတော့အခုခင်ဗျားတို့အခုပြောနေကြဗျာတဲ့ဆိုတော့ United ကကျွန်တော်တို့ Everton ကိုတောင်မှဘယ်ဈေးပြီးတာဗောနော် Everton ကိုတောင်ကျွန်တော် level 90အဝေးကွင်းအောင်ပေးခဲ့တာ Newcastle ကိုကြာမှ level 10ဆိုတော့ New ပိုင်မို့ပါညာဒါတွေကအခုပြောနေကြတာပဲယူပဲပေါ့ကျွန်တော်ပြောချင်တာက
United ပွဲတွေကိုကျွန်တော်တို့ဒါမျိုးခံမှန်းလို့မရဘူးဗျတိလားဆိုတော့ Everton ကိုနိုင်သွားတော့ကလည်းဗျတာဟိုတားကြီးကျွန်တော်တို့ဒီဘယ်လိုပြောရမလဲဒီကန်ကောင်းလို့ကျွန်တော်နိုင်သွားတာဗောနော်ဆိုတော့ United ပွဲတွေကိုကျွန်တော်ဒါမျိုးခံမှန်းပေးလို့မရဘူးဆိုတော့ကျွန်တော်ကတော့ဒါမျိုးပေါ့ဒီဟိုထားပါတော့အဲ့လိုဈေးပြော့တယ်ထင်လို့ရှိရင်တော့ကျွန်တော် United ကိုကြိုက်တယ်ဘာဖြစ်လို့ကြိုက်တာလဲဆိုတော့ပါကြော့ကျွန်တော်တို့ Man U အိမ်ဝင်းမှာတော့ကျွန်တော်တို့ level 10ပြားဖွဲပေးခဲ့တယ်ဒါတစ်ချက်เนาะဆိုတော့ပြီးတော့နောက်တစ်ချက်ကဘာလဲဆိုတော့အဲ့ဒီ Everton ကိုပေါ့เนาะ Newcastle ကဒီလက်ရှိခြေစွမ်းနဲ့ပေါ့เนาะဒီလက်ရှိခြေစွမ်းနဲ့ပဲသူ့အိမ်ဝင်းမှာကျွန်တော်1.60ဆိုပြီးပေးခဲ့တယ်2-3ရှုံးတယ်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်အဝေးကွင်းမှာဆိုလို့ရှိရင် Newcastle က Everton ကိုနောက်ထပ်ပြား40ထပ်ပေးအောင်ပါပေါ့เนาะဆိုတော့ level 40ဆိုပြီးတော့အဝေးကွင်းမှာဆို Castle ကပေးအောင်ပါသို့တော်ပေါ့အဓိကဘာလဲဆိုတော့ Man U ကကျွန်တော် Newcastle ကိုအဝေးကွင်းကသွားပြီးတော့ပြား60ပေးစရာဘာအကြောင်းမှမရှိတိလားဆိုတော့ Man U ကအဝေးကွင်းကနေပြီးသွားပြီး Newcastle ကို level 60ဘာညာဆိုပြီးတော့သွားပေးစရာစောက်ကြောင်းမရှိဘူးကျွန်တော်ကတော့ဒီလိုယူဆရဒါကြောင့်မလို့ဘာကြီးပဲဖြစ်နေကျွန်တော်အိမ်ဝင်းဖြစ်တဲ့ကျွန်တော် Newcastle ကိုလည်းကျွန်တော်ယုံနဲ့ထိုးတာတော့လောက်ရှိတယ်ဒါကြောင့်မလို့ကျွန်တော်ဒီပွဲကို Man U ကြိုက်တယ်ကိုပေါင်းအပေါ်ကြိုက်ပါတယ်ကဲဆိုတော့ဆိုစီတက်နဲ့ဘီဘာအိုနဲ့ဆိုစီတက်နဲ့ဘီဘာအိုနဲ့ကိုဘာလို့ကျွန်တော်ကိုပေါင်းအပေါ်နည်းနည်းစိတ်ဝင်စားရတယ်ဆိုတော့ကျွန်တော်တို့တေကြီးက3ပေါင်း90ဆိုတော့ဒီလက်ရှိမှာကျွန်တော်ညနေမှာကျွန်တော်2ပေါင်း80ပဲရှိတော့တယ်စပိန်ဖလားတွေကတကယ်ကျွန်တော်တို့ပေါ့နော်ဒီစပိန်ဖလားတွေကနည်းနည်းဖြောပြေးဘက်သွားတာကိုနည်းနည်းများတယ်ဗျာသိလားဆိုတော့မနေ့တော့ကကျွန်တော်တို့ဘာကာတို့ဘာတို့လဲတကယ်တော့ကန်ကြတာပဲဗျာကန်ကြတာပဲဆိုတာဒါတကယ်ဂိုးတွေတာမရပါဗျာကန်ကြတာပဲကျွန်တော်တို့ကတော့ဒီပွဲကိုကျွန်တော်နည်းနည်းဂိုးပေါင်းအပေါ်စိတ်ဝင်စားဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဘီဘာအိုကဒီနေ့မှာကျွန်တော်အနိုင်လိုက်ကန်ရမယ်ဒါတစ်ချက်ပေါ့နော်ဆိုတော့နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီစပိန်ဖလားတွေမှာပေါ့ကျွန်တော်တို့အောက်မဲ့ခံမှန်းထားတဲ့အသင်းတွေကကျွန်တော်တို့ပေါ်သွားအတွက်တက်ပြီးတော့เนาะဒီပေါ်မယ်လို့အားလုံးခံမှန်းနေတဲ့အသင်းတွေအောက်သွားတတ်တယ်ဆိုတော့ဒါကကျွန်တော်တို့စပိန်ဖလားတွေမှာကျွန်တော်ကစားနေတဲ့ပုံစံပဲဆိုတော့လက်ရှိမှာကျွန်တော်ဒီပွဲကိုတော့ကျွန်တော်နှစ်သင်းစလုံးကလည်းကျွန်တော်ဒီခံစစ်တွေကောင်းကြတယ်ခံစစ်တွေကောင်းကြတဲ့အနေအထားမျိုးမှာကျွန်တော်2.80ဆိုတော့အများကြီးယူဆရဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဗျာဒီကောင်းလေးဘွန်ဒလီဂါတွေဟိုထားပါတော့ဒီစပိန်လာလီဂါဘာညာမှာတွေ့ရင်တော့မှဒါ2.40 2.20ဒီလောက်ပဲပေါက်နေတာဒီနှစ်သင်းတွေ့ရင်ဒီလောက်ပဲပေါက်တာဆိုတော့လက်ရှိမှာဒီကပ်ပွဲကိုဘာဖြစ်လို့ပြား90ထပ်တိုးပေးထားတာလဲဆိုတော့စိတ်ဝင်စားတယ်ကိုပေါင်းပို့ကိုကြည့်ပါမယ်ကဲဆိုတော့နောက်တစ်ပွဲကကျွန်တော်အီတလီကပ်ပေါ့ဆိုတော့အီတလီဖလားတဲ့ကနေပြီးတော့ကျွန်တော်တို့ဒီလာဇီယိုနဲ့အတ္တလန်တာနဲ့ဆိုတော့ကျွန်တော်အတ္တလန်တာကနေပြီးတော့ဈေးပေးထားတယ် level 30ဆိုပြီးတော့ကျွန်တော်ဈေးလမ်းပေးထားတယ်ဆိုတော့ကျွန်တော်ကတော့ဒီပွဲကိုဘာဖြစ်လို့လာဇီယိုကြိုက်တာလဲဆိုတော့ကျွန်တော်လာဇီယိုတက်လာတဲ့ခီးကပိုခတ်တယ်ဗျဒီဖလားမှာလာဇီယိုတက်လာတဲ့ခီးကပိုခတ်တယ်ကျွန်တော်တို့ဒီအတ္တလန်တာကလည်းသူ့အိမ်ကွင်းမှာဗျာဒါကျွန်တော်ယူဗင်နေပါတွေကို3စီးပါညာနိုင်ဖြစ်တယ်ဆိုပေမဲ့လို့ဆိုတော့လာဇီယိုတက်လာတဲ့ခီးလန်ကပိုခတ်တယ်ဆိုတော့ AC မီလန်ကျွန်တော်ဘောလောနာတို့ကိုကျွန်တော်ကြော်ဖြတ်ပြီးတော့အဓိကဒီနေရာကိုရောက်လာဖြစ်တဲ့အတွက်ကျွန်တော်လာဇီယိုအနေနဲ့ပေါ့နော်သူဒီတကြောမှာတော့ကျွန်တော်မရှုံးတင်သေးဘူးလို့ကျွန်တော်ယူဆတယ်ဘာဖြစ်လို့လဲဆိုအိမ်ကွင်းလည်းဖြစ်တယ်ဟုံးဝေးကံပဲဒါကအခုပအကြောပေါ့နော်ပအကြောမှာတော့သူအိမ်ကွင်းမှာကျွန်တော်မရှုံးတင်ဘူးလို့ယူဆတယ်ကျွန်တော်ဒါကြောင့်မလို့ကျွန်တော်ဒီပွဲကိုလာဇီယိုကိုကြိုက်တာပါနောက်တစ်ပွဲကတော့ကျွန်တော်ဟိုဗလကာနိုနဲ့ OB တို့နဲ့ကျွန်တော်ဗလကာနိုစောစောတုန်းကပြောသလိုပဲဗလကာနိုကကျွန်တော်တို့ကနည်းနည်းတော့များပြီဗျဆိုတော့ဒီနေ့မှလည်းကျွန်တော်တို့ကဒီထားပါတော့ဒီနေ့ရှိသမျှပွဲတွေထဲမှာပေါ့နော်ဆိုတော့ Man City ပြီးရင်ဗလကာနိုပဲဗလကာနိုကျွန်တော်တို့ထိုးသားအဆောင်လုံးပဲကျွန်တော်ထိုးသားတွေအလိုက်ဆုံးပဲဆိုတော့ဒီအသင်းတစ်သင်းကကျွန်တော်ဒီလောက်လိုက်နေပြီဆိုလို့ရှိရင်တော့တိတ်မကြိုက်တော့ဆိုတော့ဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်ကကျွန်တော်ဒီနေရာရောက်နေတာမှန်တယ်သို့တော့ကျွန်တော်လက်ရှိမှာလည်းကျွန်တော်ဈေးအရကျွန်တော်1.50ပေးထားတယ်ဈေးအရလည်းကျွန်တော်နဲတော့နဲမနေဘူးဒါပေမဲ့လို့ဘာတစ်ချက်ရှိလဲဆိုတော့ကျွန်တော်ဒီအသင်းတစ်သင်းများသလားဆိုတော့ဒီလောက်ထိကောင်းမယ်ဘာညာဆိုလို့ရှိရင်ဒီနေရာမှာမနေနဲ့နော်ဆိုတော့ဒီယာဒီမှာကျွန်တော်ဒီကောင်းလေးဒီလောက်ထိကောင်းနေရဘာညာဆိုဒီနေရာမှာနေစရာဘာဆောက်ကြောင်းမှမရှိနေဘူးဆိုတော့ OB တို့ရဲ့ကျွန်တော်ဒီခံစစ်ကိုကျွန်တော်ယုံတယ်ဆိုတော့ဒီဗလကာနိုအနေနဲ့နိုင်ဝိုင်းတော့ကျွန်တော်1-0ပဲထင်တယ်ဆိုတော့ပြား90ရင်းပြီးတော့ကျွန်တော်ဇုံအောက်ကိုယူပါမယ်ကဲဆိုတော့နောက်တစ်ပွဲကကျွန်တော်ဟမ်ဘတ်နဲ့လီဗာပူးစင်နိုင်တဲ့ဒီပွဲကဘာလို့လဲဆိုတော့ဟိုဟမ်ဘတ်ကကျွန်တော်တို့ဗျာဒီယာဒီမှာတမ်းမစင်းရရင်တော့သူ့အတွက်ကဒီလားဆိုတော့တမ်းမစင်းရရင်တော်ပြီဖြစ်တဲ့အတွက်ဆိုတော့တန်းလဲဆင်းစရာလဲတကယ်တော့ဘာအကြောင်းမှမရှိတော့ဗျာဒီသူလက်ရှိပြထားတဲ့ခြေစွမ်းလက်ရှိရောက်နေတဲ့အဆင့်နဲ့တန်းဆင်းစရာလဲဘာဆောက်ကြောင်းမှမရှိတော့ဒါပေမဲ့လို့ပြောချင်တာကဘာလဲဆိုတော့ဟမ်ဘတ်အနေနဲ့ကကျွန်တော်ဥရောပပြိုင်ပွဲလည်းမသွားဘူးဆိုတော့ဒါကလီဗာပူးစင်ရဲ့ပွဲကြံတဲ့ပွဲဖြစ်တဲ့အတွက်ကျွန်တော်ကတော့လီဗာပူးစင်ကိုနိုင်လိုက်စေချင်တယ်ဆိုတော့နိုင်လိမ့်မယ်လို့ယူကြည်ရဲဟိုယုံကြည်ရဲပေါ့နော်လိုက်ပစစ်ကလည်းဒီဈေးနဲ့ပဲဟမ်ဘတ်ကွင်းမှာကျွန်တော်တို့ပြီးခဲ့တဲ့တနင်္ဂနွေညလားမသိဘူးပေါ့နော်ဆိုတော့တနင်္ဂနွေညညနေပွဲဖြစ်ကစားသွားတယ်အောင်သွားတယ်ဒါပေမဲ့ဘာအောင်ထိန်းသွားလဲဆိုတော့ဂိုးပေါင်းစည်းကျွန်တော်3လုံးတည်နဲ့ကျွန်တော်1-2နဲ့ထိန်းသွားတယ်ဆိုတော့ဒါဂျာမန်ဘွန်ဒလီဂါကျွန်တော်တို့ဒီယာဒီမှာသွားနေတဲ့ဖလိုးလိုတောင်ပြောလို့ရပါတော့ဆိုတော့ကိုလုံးလိုက်ပစစ်အဲ့လိုမျိုးပဲကျွန်တော်တို့ဘာဖြစ်သွားလဲ1-2 1-2 1-2ဒါမျိုးလေးတွေဗျာဒါဂိုးပေါင်းတွေကိုရအောင်လိုက်ထိန်းနေတယ်ဒီချိန်မှာ body တွေကိုဒီကောင်းတွေထိန်းလို့မရတော့ဘာလဲဆိုဂိုးပေါင်းတွေကိုအတင်းအားရမှာပေါ့တလားဇွတ်လိုက်ထိန်းတယ်တချို့ပေါ်တဲ့ဈေးတွေလည်းမပေါ်ဘူးဗျာတိလားဆိုတော့ဒါမျိုးသွားနေတယ်ဆိုတော့လက်ရှိဒီလီဗာပူးစင်လဲကျွန်တော်တို့ဒီပွဲကိုကျွန်တော်ဂိုးပေါင်းထိန်းရင်ထိန်းလိမ့်မယ်ယူဆတယ်လီဗာပူးစင်တော့ကျွန်တော်လွတ်ပေးလိမ့်မယ်ယူဆပြီးတော့ကျွန်တော်ဒီပွဲကိုလီဗာပူးစင်ကိုကြိုက်တယ်ထိုးသားရာခိုင်နှုန်းရလဲကျွန်တော်တအားကြီးစောင်းနေတာမဟုတ်တဲ့အတွက်လီဗာပူးစင်ဒီနေ့ညမှာကျွန်တော်နည်းနည်းလေးသဘောကျပါတယ်
ဒါညီကိုကြီးကြိုက်တူလို့ရှိရင်နည်းပိုကစားလို့ရပါဗျာကဲဆိုဟုတ်ပါတယ်ဒါကျွန်တော်ဒီနေ့ညကြိုက်တယ်ပွဲလေးဖြစ်ပါတယ်ကဲဆိုကျွန်တော်ဒီညကြိုက်တဲ့ပထမဆုံးပွဲရအောင်ကျွန်တော်မန်စီးတီးနဲ့နော်တင်ယာနဲ့မှာကျွန်တော်နော်တင်ယာနဲ့ကျွန်တော်6ပေါင်းအပေါ်ကိုကြိုက်တယ်အက်စတွန်ဗီလာချက်စီမှာကျွန်တော်ချက်စီကိုကြိုက်ပြီးတော့ဖူဟန်နဲ့ဝက်ဆန်နဲ့မှာဝက်ဆန်နဲ့6ပေါင်းအပေါ်ကိုကြိုက်တယ်ဘရိုက်တန်အာဆင်နယ်မှာကျွန်တော်6ပေါင်းတစ်ကြောင်းပဲကြိုက်ပြီးတော့နျူကာဆယ်မန်ယူမှာကျွန်တော်မန်ယူကိုကျွန်တော်6ပေါင်းအပေါ်နဲ့မန်ယူကြိုက်ပါတယ်ဆိုစီတက်နဲ့ဘီဘာအိုနဲ့မှာကျွန်တော်6ပေါင်းအပေါ်ကြိုက်ပြီးတော့လာဇီယိုအက်တလန်တာမှာကျွန်တော်လာဇီယိုကိုကြိုက်တယ်ဗလကာနိုနဲ့အိုဗီဒိုနဲ့မှာကျွန်တော်ဒီအိုဗီဒိုနဲ့6ပေါင်းအောက်ကိုကြိုက်တယ်လီဗာကူဆင်နဲ့ဟမ်ဘတ်နဲ့မှာကျွန်တော်လီဗာကူဆင်ကိုကြိုက်ပါတယ်ခင်ဗျာဒါကတော့ညီကိုအနေနဲ့အကြိုက်တူရင်လိုက်ဆော့လို့ရပါတယ်ဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်ညီကိုအနေနဲ့ဒီဘောလုံးပွဲတွေပါညာကစားမယ်ဆိုလို့ရှိရင်ဒီကြော်ညာထည့်ပေးထားတဲ့ဒီဘက်အွန်ဂိမ်းမှာညီကိုအနေနဲ့ယုံကြည်စိတ်ချစွာကစားလို့ရပါတယ် 1x bet နဲ့ပုံစံနဲ့ပါပဲအားသာချက်တစ်ခုကတော့ဗာလဲဆိုတော့ဒီကောင်တွေငွေသွင်းငွေထုတ်နည်းနည်းပုံမြန်မယ်ဗျာဒါလေးရှိမယ်ဆိုတော့စိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နံပါတ်မှာလာပြီးတော့ high ပြီးတော့မေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် GOD ပဲဖြစ်ပါတယ်